Miss တို့နဲ့တကြံဟဲဟိုမမုံလို့ရေပေါ်စတူတီတာကျွေးတယ်မလားသွားစားရအောင်ဘယ်လိုလဲ Miss စားကောင်းရဲ့လားစားလို့တော့မကောင်း60လို့ပဲကောက်တယ်စားလို့မကောင်းဘူးလို့ပြောနေသေးတယ်ဘယ်လိုလောက်ကြီး60လို့ကောက်တာလဲဟီဟီစားလာပါလို့ကောင်းပါတယ်အဲ့ထဲလဲနည်းနည်းထည့်ပေးပါဦးအိတ်တဲယူသွားမလို့အမလေးကုတ်တော်လို့တာပိုက်တာကြီးနဲ့လာတိုးနေတယ်ဟဲ့ပြန်ပြီနော်အိုင်တီကြီးကန်းရေအေးနေ့အမေတိုးဆန်ညိုလဲတီကိုလာဖို့ပြောခဲ့အောင်နော်ဟုတ်ဟဲဟိုမရေကစားတဲ့မန်တက်ပဲဟိုမလူလာနေပြီပက်ကြဟဲ့ဟိုက်မနဲ့စောစီငါရေမစိုးချင်သေးဘူးမီတို့ပဲမတော်တော့ဘူးကွာဖြတ်လန်းနေဖြတ်ပြီဟဲ့ဖြတ်လန်းမြူကြတဲ့တေးတံပြန်လွင်လို့နေကူပြောင်းစားဟာဖြတ်လန်းမှလည်းရေပတ်တဲ့သူတွေရှိနေလားရှိတာပေါ့မီတို့အကြောင်းကကောင်းသိတယ်လေအိမ်ပြန်ရောက်တော့အမေအိုင်တီကြီးကန်းအဲ့ကိုသွားပါဦးခဏသူပြောလာတာအေးသွားမှာဒီမှာပြင်လို့စင်လို့မပြီးသေးဘူးမနေ့နဲ့ငယ်ကြတော့အင်းကြီးလဲပြီးတော့ပဲသွားမလို့တော့အိမ်မနေလေအိမ်မဖေကြပဲရှိတယ်ဟာမေကလည်းတကြံမှာအပြင်ထွက်ပြီးရေကစားမှာပေါ့လောဆယ်တော့တကြံမုတ်ဖိုးလေးပေးပါလား please ပေးပါမယ်ခဏဆောက်ယော့တတဝေါဟိုလေဆိုင်ကစီဒပလင်းတဲ့နဲ့ပိုက်ဆံကုတ်တော့မှပေါ့လို့နည်းနည်းလေးထပ်ပေးပါလားယော့နောက်တတောင်းတနေ့ကောက်ရေစော့မှာဆိုတော့အစားတောက်ဖို့တွေလိုသေးတယ်ယော့နောက်ထပ်တတောင်းမိမလလေးတွေကိုတနခါလဲပေးဖို့တနခါဝယ်ရအောင်မသိလားအမလေးဟဲ့ယော့ပြီးတော့အမေအတွက်အရက်ရှိစေတဲ့တောက်ဖနာတစုပ်လေးဝယ်ပေးအောင်မနီတော်တရားလုံးနေနော်နောက်တတောင်းလို့သိရင်တမျက်စီရှိသေးတယ်ယူမလားဟိုက်တမျက်စီယူလေမယူဘူးလားအာကြောက်ပါ၏မေမိုင်းတားရောက်တော့ခါဟိုအန်တီကြီးကိုရေပတ်ကြစို့အေးခဏဟမ်အန်တီကဖုတ်ကြီးเจ้าမှာဥပုတ်သွားဆောင်မလို့ပြန်လာမှရေပတ်တော့မသိဘူးကွာတကြံဆိုမှရေပတ်ခံလိုက်စမ်းပါရော့ကွာအာရေစုကောပြီဖုတ်ပါတယ်နော်ရေမပတ်နဲ့နီးရောနိုင်လားအမေတကြံရေပတ်မှတည့်ရတာနဲ့ရေစုခံအဲ့နဲ့ထက်လာပေါ့ရော့ဟဲ့ဟာဒီမှာခလေးလေးပါလို့ရေမပတ်ကြပါနဲ့လားနိုင်တာခလေးတစ်ချက်ယူလိုက်ပါဦးဟီဟီဟမ်ခလေးကိုယူပြီးပါလို့မလို့တော့အခုတော့နေ့မှခလေးမရှိတော့ဘူးငါနေ့ကိုရေပတ်လို့ရပြီအာနီဟိုမှာခွေးတကောင်ပဲပက်ကြဟဲ့ဒီကောင်တော့ခွေးတော့မလို့ဘူးဟဲ့ဟိုမှာကြက်တကောင်ပဲပက်အာကြက်တော့မလို့ဟိုမှာ miss တို့မန်တပ်ပဲသွားတဲ့လူတိုင်းအကုတ်လုံးလာနော်ဟုတ်ပငါတို့လည်းအခုပဲအင်ကြီးလဲလာတာဆိုတော့ရေပတ်ခံလို့မဖြစ်ဘူးတခုခုလောက်ရမယ်ဘယ်လိုလုပ်မှလဲမချဘူးဒီလိုလုပ်မှဟဲ့ဟမ်မနေ့နဲ့ငယ်ကြတော့ငါတို့ရုပ်ဖြက်ပြီးတော့ဟိုင်းဆောင်ကြမယ်ငါပြောထားတဲ့အတိုင်းတတိတခြားလောက်နော်ဟုတ်သူတို့တွေမမြင်ဘူးသလိုပဲဘသူတွေပါလဲဟိုလေအန်တီရဲ့သမီးဖျားနေလို့ရေမပတ်နဲ့နော်ဈေးခန်းသွားပြမလို့တနာစရာလေအန်တီသမီးနာမည်ဘယ်လိုခေါ်လဲဗျပုတ်ပါရှင်ဟဲဘာပုတ်မဟုတ်ပါဘူးမခွေးပါရှင်ဟဲ့ဘာမခွေး
မဟုတ်မမွေးပါရှင်ကြောင်သွားတာဟူအော်တာဆိုကလေးဖျားနေတယ်ဆိုတော့ဈေးခန်းသွားပြလိုက်တော့နော်ကျေးဇူးပါဟိဟိဟဲ့ငါတို့အကြံအောင်နေပြပေါ့ရေဒီလိုပဲဖြစ်မှာပေါ့အာဟဲ့မမီချာဦးဟိုင်ငါစပင်တက်သွားပါပြီငါစပင်တူကျကျသွားပြီပေါ့ရောပဲဟမ်ဟိုင်အဲ့ဒါမမီချာဦးနဲ့ပေါ့ပဲပတ်ကြဟဲ့မကြရှိကသူ့ကိုထွေးလိုက်ချိန်လေးရင်ခုန်ရင်ပျော်ရွှင်ရင်ရေရဲကြအားလုံးပဲတစ်ချိန်မှာပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးချင်ပါတယ်တချင်လေးကြ